โอเคအားလုံးမင်္ဂလာပါဒီနေ့ပက်ကင်လေ့ကျင့်နည်းပေါ့နော်ဒီလက်ညိုးနဲ့လက်ခလဲပေါ့နော်ဘယ်လိုတည်လဲဆိုတာကြည့်လိုက်ကြရအောင်ကိုစစတော့ဖြည်းဖြည်းပေါ့နော်နောက်ကိုရသွားပြီလို့ရှိရင်တော့မမြတ်လေးတီးပြီးပေါ့